ပြုံးပြပါအောင် ထားတဲ့တိုင်းကြီး ဟောနဲ့လောက်လာပြီမော့ကြည့်ခဏတော့မော့မကြည့်ဘူးလာကောင်းတယ် သူ့ပုံစံကမဟုတ်လား အော်နော်ဒေါသထွက်နေတူဖောင်းလိုက်နေ သူအတောင်သိမ်းလို့ဟောလုတ်ကြိုင်အခု ကု ပုံ တ် သူ ကုတ်ထားရတာလား ဖျားပွဲစရာစီဝဲရုံနဲ့ အဲ့ဒါပူကြီးလာနေတယ်သူအခေါင်းတော့ဝုတ်နေမှာပါနော် อืม